ဒီဗီဒီယိုမှာပြောမှာကတော့ CWD disease ပေါ့နော်အဲ့တော့ CWD disease ဆိုတာဘာလဲပေါ့နော် CWD ဆိုတဲ့အရှိကောက်က chronic wasting disease တလုံးချင်းစီမှာအဓိပ္ပာယ်ရှိတယ် chronic ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဒီနာတာရှည်လို့အဓိပ္ပာယ်ရဆရာကြီးပြင်မယ်နော်ဒီသတ္တဝါတစ်ခေါင်ကဒီယောဂဖြစ်နေတယ်ဒါပေမဲ့လက္ခဏာမပြဘူးသူကအကြာကြီးနေမှာလက္ခဏာပြတာအဲ့ဒါမျိုး chronic လို့ခေါ်တယ်ပေါ့နော်သူဒီနာတာရှည်ဖြစ်တာဟုတ်ပြီ wasting ဆိုတာကပိန်ကျသွားတာအင်္ဂလိပ်လိုပြောမယ်ဆိုရင် weight loss ပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်နာတာရှည်ပိန်ကျသွားတဲ့ယောဂပေါ့နော်အဲ့တော့ဒီလောက်ကဆရာတို့ကခေါင်းစဉ်ကြည့်ပြီးအကြံပြသိလိုက်တာပေါ့ CWD disease ဆိုတာက chronic wasting disease chronic ဆိုတာနာတာရှည်ဖြစ်တာ wasting ဆိုတာကပိန်ကျသွားတာကိုပြောတာဟုတ်ပြီနော်အဲ့တော့ဒီလက္ခဏာတွေတွေ့ရမှာပေါ့အဲ့တော့ကောင်းပြီအဲ့တော့ဒီယောဂတွေကဘယ်မှာဖြစ်တာလဲဘယ်သူမှာဖြစ်တာလဲလူမှာဖြစ်တာလားတိရစ္ဆာန်မှာဖြစ်တာလားဆိုတော့တဲ့ဟုတ်ပြီနော်ဆရာတို့ဆက်ကြည့်လိုက်ရင် researchers လေ့လာတဲ့သူတွေက have been studying chronic wasting disease ပေါ့နော်ဒီ CWD disease အကြောင်းကိုတဲ့လေ့လာနေခဲ့ပါတယ်တဲ့အဲ့ဒီ CWD disease ဆိုတာက fatal illness ဟုတ်ပြီနော် fatal ဆိုတာကသေစေနိုင်တော့ပေါ့နော်သေနိုင်တယ်ဒီယောဂဖြစ်ရင်သေတယ်အဲ့ဒါကို fatal လို့ခေါ်တယ်ဟုတ်ပြီနော်ဘယ်သူတွေမှာဖြစ်တာလဲဆိုတော့ affect ဟုတ်ပြီနော်ဘယ်သူတွေကိုဖြစ်တာလဲဆိုတော့ deer elk and moose ဒီကောင်တွေ၃ကောင်လုံးဒီတမင်မျိုးစိတ်ကိုပြောတာပါ deer collection ဆိုတာကဒါတမင်တွေပေါ့တမင်မှာအမျိုးအစားတွေအများကြီးရှိတယ်ဒီထဲမှာပြထားတာကတော့ဒါ6မျိုးပေါ့နော်အဲ့တော့ဟုတ်ပြီအကြမ်းမြင့်အားဖြင့်ဒီ CWD disease ဆိုတာကဘယ်သူတွေမှာဖြစ်တာလဲဆိုတော့တမင်တွေမှာဖြစ်တာဟုတ်ပြီနော်အဲ့တော့ဒီနေရာလေးကို highlight ထားလိုက်မယ်ဘာကြောင့်ဖြစ်တာလဲ abnormal protein called prion ကြောင့်ဖြစ်တာပါတဲ့ဆရာတို့ရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့လုပ်ငန်းဆောင်တာတွေလှုပ်ဆောင်ဖို့ရအတွက်ခန္ဓာကိုယ်ထဲမှာရှိတဲ့ proteins တွေနော် proteins တွေကဘာလုပ်ရလဲဆိုတော့folding လုပ်ရပါတယ် folding ဆိုတာကထက်ရတာခောက်ရတာပေါ့ဟုတ်ပြီနော်ခောက်ရတယ်မျက်စိထဲမှာဗာနဲ့မြင်ကြည့်လိုက်လဲဆိုတော့ဆရာတို့မှာ paper စက္ကူလေးတွေရှိတယ် paper စက္ကူလေးတွေရှိရင်ဆရာတို့လှေပုံစံလေးတွေခောက်လို့ရတယ်ဟုတ်ပြီနော်နောက်ပြီးတော့လေးမြန်ပုံစံလေးတွေခောက်လို့ရတယ်အဲ့ဒါမှဆရာတို့ဒီဒါနဲ့ဆော့ကစားလို့ရမှာအဲ့လိုပဲဆရာတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ proteins တွေကလည်းအလုပ်လုပ်ဖို့ရအတွက်ဟုတ်ပြီနော်သက်ဆိုင်ရာလုပ်ငန်းဆောင်တာတွေလုပ်ဖို့ရအတွက် folding လုပ်ရတယ်ခောက်ရတယ်အချင်းချင်းခောက်ရတယ်အဲ့ဒီ proteins တွေကဘယ်လိုဖြစ်သွားလဲဆိုတော့ misfold ခောက်တာမှားသွားတာပေါ့နော်ခောက်တာမှားသွားတာ misfolding ဖြစ်သွားတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အဲ့ဒီ misfolding proteins တွေကိုဆရာတို့ကဘယ်လိုခေါ်လိုက်လဲအဲ့တော့ prion ဆိုတာဘာလဲသိပြီ prion ဆိုတာက protein တွေခောက်ရာကနေမှမှားပြီးတော့ခောက်တယ်ပုံစံလွဲပြီးခောက်ရာကနေဖြစ်လာတာကိုဆရာတို့ဒီ prions လို့ခေါ်တယ်အဲ့ဒါဆိုရင် prions ဒီ normal လား abnormal လားဟုတ်ပြီနော် abnormal ပါအဲ့တော့ဆရာတို့အခုပြောနေတဲ့ CW disease ဒီနံပါတ်1အချက်ဆရာရဲ့ highlight လေးတွေကိုပဲကြည့်လိုက်ပါတမင်တွေမှာဖြစ်တယ်ဘာကြောင့်ဖြစ်တာလဲ prion ဆိုတဲ့ကိစ္စကြောင့်ဖြစ်တယ်ဟုတ်ပြီနော်ဘာကိုအဓိကထိခိုက်လဲဆိုတော့အုံနှောင်းနဲ့အာယုံကြောကိုအဓိကထိခိုက်တယ်ဟုတ်ပြီနော်အုံနှောင်းနဲ့အာယုံကြောကိုအဓိကထိခိုက်တယ်ဟုတ်ပြီအဲ့တော့ဒီအထိဆိုရင်ဆရာတို့ရဲ့ဒီ CWD disease ဒီဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီ prion ကြောင့်ဖြစ်တာပါဘက်တီးရီးယားတွေ virus တွေနဲ့ဆိုင်လားမဆိုင်ဘူးเนาะ not bacteria တွေ virus တွေကြောင့်မဟုတ်ပါဘူးဆရာဒီနားမှာရေးလိုက်ပါမယ် bacteria တွေ virus တွေကြောင့်လို့ပြောရင်မှားပါတယ် bacteria တွေ virus တွေကြောင့်မဟုတ်ပါဘူးဘာကြောင့်ဖြစ်တာလဲ prion ကြောင့်ဖြစ်တာပါ prion ဆိုတာဘာလဲ abnormal proteins ပါဟုတ်ပြီเนาะ prion ကြောင့်ဖြစ်တာပါOkay အဲ့တော့ဆက်ကြည့်အောင်အဲ့ဒီလိုမျိုးဒီ CWD disease ယောဂရှိတဲ့တမင်တွေပေါ့နော်တမင်တွေအဲ့ဒီသတ္တဝါတွေကတဲ့ဘယ်လိုမျိုးလက္ခဏာတွေသူတို့မှာရှိလဲသူတို့ဒီအကြာကြီးဒီယောဂကိုဖြစ်တယ်အကြာကြီးနေမှာဆရာယောဂလက္ခဏာပြတယ်လို့အစာပိုင်းတော့ပြောထားပြီးသားဟုတ်ပြီနော်ယောဂလက္ခဏာပြတဲ့အချိန်ကျရင်သူတို့ဘာဖြစ်မလဲဆိုတော့ဟုတ်ပြီနော် weight ကျသွားတယ်အဲ့ဒါကိုဆရာတို့ဒီ wasting ဖြစ်တယ်လို့ခေါ်ပါတယ်ပြီးတော့ stumble ဆိုတာကဟုတ်ပြီနော်သူဒီကြီးကြီးကြက်တက်ကြီးဖြစ်နေတာသူပုံစံကဟုတ်ပြီနော်ဒီတမင်ဒီသူ့ရဲ့ပုံစံဒီကြောင်နောင်ဖြစ်နေတယ်ကတုံကရင်ဖြစ်နေတယ်ပေါ့နော်နောက်ပြီးတော့ draw excessively draw ဆိုတာကတရေတွေကျနေတာဟုတ်ပြီနော်ပါးစပ်ကနေတရေတွေကျနေတယ်ရှာတွေထွက်နေတယ်အဲ့ဒါမျိုး draw လို့ခေါ်တယ်နောက်ပြီးတဲ့အချိန်မှာ behave unusually ပုံမှန်တမင်နေလို့မဟုတ်တော့ဘူးသူကပုံမှန်တမင်နေဆိုရင်လူကိုကြောက်တတ်တယ်သူတို့ဒီလူကိုလည်းမကြောက်ဘူးလူကိုတွေ့ရင်လည်းစိုက်ကြည့်နေတယ်ဒါဒီ CWDယောဂဖြစ်နေတဲ့တမင်မှာဟုတ်ပြီနော်သူ့ရဲ့ပုံစံကိုကြည့်လိုက်ရင်နံပါတ်1အချက်ဆရာတို့ဘာတွေ့ရလဲပိန်နေဟုတ်ပြီနော်ပိန်နေနံပါတ်2အချက်ဒီမှာဘာတွေဖြစ်နေလဲဆိုတော့တရေတွေနှာရည်တွေထွက်နေတယ်ပေါ့နော်အဲ့ဒါမျိုးဆရာတို့ draw လို့ခေါ်တယ်ဟုတ်ပြီနော်တရေတွေနှာရည်တွေထွက်နေတယ်သူ့ရဲ့ပုံစံဒီမျက်လုံးတစ်ချက်ကြည့်မျက်လုံးဒီစိုက်ကြည့်နေတာဟုတ်ပြီနော် staring စိုက်ကြည့်နေတာလူကိုမကြောက်တော့အဲ့လိုလက္ခဏာတွေတွေ့ရတယ်ဘာထိခိုက်သွားလို့လဲဆိုတော့သူတို့ရဲ့အုံနှောင်းနဲ့အာယုံကြောစနစ်ထိခိုက်သွားလို့ဟုတ်ပြီနော်သူတို့ရဲ့ brain နဲ့ဒီမှာရှိတဲ့ brain နဲ့အာယုံကြောပေါ့နော်အာယုံကြောမှာထိခိုက်သွားလို့သူတို့ဒီပြဿနာတက်သွားတာအဲ့တော့ဒါဒီဘာလဲဆိုတော့ဆရာတို့ CWD ယောဂဖြစ်နေတဲ့တမင်ပုံစံလေးပေါ့
ဆက်ကြည့်တဲ့အခါမှာအဲ့တော့ unlike bacterial or viruses ဒီ prion ဆိုတဲ့ဒီ abnormal proteins တွေက bacteria တွေ virus တွေနဲ့မတူဘူးသူတို့ကကြမ်းကြမ်းခံနိုင်နေပေါ့နော်မြေလွှာပေါ်မှာလည်းသူတို့ဒီဆက်ပြီးတော့အလုံးလုံးနိုင်သေးတယ်ရေထဲရောင်ရင်လည်းဆက်ပြီးတော့သူတို့ဒီရှင်သန်နိုင်သေးတယ်ပေါ့ဒီ prions တွေကအဲ့တော့အဲ့လိုမျိုး prions တွေကမြေလွှာပေါ်မှာလည်းရှင်သန်နိုင်တယ်ရေထဲမှာလည်းရှင်သန်နိုင်တော့ပြဿနာဘာဖြစ်လဲအဲ့ဒီရေကိုတောက်သုံးတဲ့အခြားသမင်တွေကူးဆက်တော့မယ်အဲ့ဒီမြေစီလွှာမှာနေတဲ့အခြားသမင်တွေကူးဆက်တော့မှာပေါ့ဟုတ်တယ်နော်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အခါမှာ making the disease difficult to control ထိန်းချုပ်ဖို့ရမလွယ်ဘူး scientists are concerned because the infected animal ဆိုတာကဒီ CWD disease ယောဂရှိနေတဲ့ဒီတရိษံတွေတမင်တွေကတဲ့ may continue spreading ဒါယောဂကိုဖြန့်နေတာပေါ့ဖြန့်နေတာရေလို့တော့မဟုတ်ပါဘူးဒါဆက်ပြီးတော့ကူးနေတာပေါ့နော်အဲ့တော့အဲ့ဒါကိုဆရာတို့ဒီ spreading ကိုနောက်ထပ်စလုံးလေးတစ်လုံးနဲ့ခေါ်လို့ရသေးတယ်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ transmission လို့ခေါ်တယ်အဲ့ဒါလေးမှတ်ထားပါbefore showing clear symptoms ဆိုတာကအဲ့ဒီ CWD ယောဂဖြစ်နေတဲ့တမင်တွေကဘာမှယောဂလက္ခဏာမပြခင်ကပဲဟုတ်ပြီနော်မပြသေးခင်ကပဲသူတို့ထဲမှာရှိတဲ့ယောဂပိုးအခြားသူတွေရှိကိုအခြားတမင်တွေရှိကိုကူးနိုင်တယ်အဲ့တော့ဒီမှာဆရာဒီမှာတစ်ခါတည်းတစ်ခုပိတ်ပြောခဲ့ပါမယ်ဒီ CWD disease ဒီတမင်တွေအချင်းချင်းကူးတယ်ဟုတ်ပြီနော်ဒါပေမဲ့ဆရာရဲ့လူကိုမကူးဘူးလားဆိုတော့အခုထိဆရာတို့လေ့လာတွေ့ရှိချက်အရ CWD disease ဒီလူကိုမကူးပါဘူးအဲ့တော့ဒီ CWD disease ကအဲ့တော့ဘလို့နီးနဲ့ပြန့်တယ်လဲဆိုတော့နှစ်နီးတဲ့အဲ့ဒါသိရပါမယ် direct contact ဆိုတာက direct ထိတွေ့တာနဲ့တဲ့နောက်ပြီးတော့ environmental contamination ဆိုတာကြတော့ indirect contact ပေါ့ contamination နဲ့ကူးနိုင်တယ်တဲ့အဲ့တော့ direct transmission မှာဘာတွေပါလဲ healthy animal ဆိုတာကကျန်းမာတဲ့တိရစ္ဆာန်တွေက can be get infected ဆိုတာကကူးသွားနိုင်တယ်ဒီ CWD ယောဂါကိုကူးသွားနိုင်တယ်ဘယ်လိုနည်းနဲ့ကူးသွားနိုင်လဲဆိုတော့ by contact with the infected deer အဲ့ဒါလေးကိုဆရာ highlight ဆွဲလိုက်မယ်ဘယ်သူနဲ့သွားထိရင်လဲဆိုတော့ infected deer out or moose ဆိုတာကယောဂကူးဆက်ထားတဲ့ဟုတ်ပြီနော် infected ဆိုတာကယောဂကူးဆက်ထားသောယောဂရှိနေသောတမင်အနေနဲ့သွားပြီးတော့ထိတွေ့မိရင်တိရစ္ဆာန်တွေအချင်းချင်းကူးပါတယ်ဘာနဲ့တဆင့်ကူးလဲဆိုတော့ truth ဆိုတာတဆင့် saliva ဆိုတာကအဲ့ဒီ infected ယောဂရှိနေတဲ့တမင်တွေကနေထွက်တဲ့သွေးတွေ urine စီးတွေ feces ဆိုတာကဒါဆရာတို့ဒါမစင်နေပြီးတော့ blood သွေးတွေ nasal secretion ဆိုတာကနှာခေါင်းကထွက်တဲ့နှာရည်တွေပေါ့ဒီပစ္စည်းတွေကနေဒီပစ္စည်းတွေကဘယ်သူကထွက်တဲ့ပစ္စည်းတွေလဲဆိုတော့ infected deer တွေကထွက်တဲ့ဒီပစ္စည်းတွေကနေတဆင့်အခြားတိရစ္ဆာန်တွေကိုကူးနိုင်တယ်ဟုတ်ပြီနော်ဒါဒီ direct contact နဲ့ကူးတာindirect contact ကကြတော့ contaminated environment ဆိုတာကညစ်ပတ်နေတဲ့ပတ်ဝန်းကျင်ကိုပြောတာဟုတ်ပြီနော်ညစ်ပတ်နေတဲ့ပတ်ဝန်းကျင်ဘယ်လိုမျိုးတွေလဲဆိုတော့အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့မြေစီလွှာတွေရေတွေ food sources တွေဒီညစ်ပတ်နေတယ်ဟုတ်ပြီနော်တနည်းအားဖြင့်ပြောရရင်အရင်တုန်းကဒီနေရာဒီဒေသဒီ soil မှာ CWD ယောဂရှိတဲ့တမင်နေခဲ့ဘူးတယ်ဒါမှမဟုတ်ရင်အဲ့ဒီဒေသမှာရှိတဲ့ရေကန်ကို CWD ယောဂရှိတဲ့ဟုတ်ပြီနော်တမင်တွေကရေတောက်ခဲ့ဘူးတယ်ဟုတ်ပြီနော်နောက်ထပ်တစ်ခုကအဲ့ဒီ data မှာရှိတဲ့မြက်တွေကိုဒီ CWD ယောဂရှိတဲ့တမင်တွေကစားခဲ့ဘူးတယ်အဲ့လိုမျိုး environment ကိုဟုတ်ပြီနော်အရင်တုန်းကဒီယောဂရှိခဲ့ဘူးတဲ့တမင်တွေကနေထိုင်သွားလာရင်းနဲ့အဲ့ဒီ environment ကနေတဆင်ပြန်ပြီးတော့ဟုတ်ပြီနော်အခြားတိရစ္ဆာန်တွေကိုလည်းကူးနိုင်တယ်အဲ့ဒါကို area where infected animal live or die နဲ့ဟုတ်ပြီနော်အဲ့လိုမျိုးအရင်တုန်းကယောဂပိုးရှိခဲ့တဲ့ infected ဆိုတာယောဂရှိခဲ့တယ်လို့ပြောတာနော်ယောဂရှိခဲ့တဲ့တိရစ္ဆာန်တွေနေခဲ့တဲ့နေရာထိုင်ခင်းနေရာနေလဲကူးတယ်ပေါ့အဲ့တော့ဟုတ်ပြီကူးနီးတဲ့လဲဆရာပြောပြီးသွားပြီအဲ့တော့အောက်ဆုံးကတစ်ချက်ကတော့သူဒီ currently no strong evidence လောလောဆယ်တော့တဲ့တက်တည်တက်ခါရမရှိသေးဘူး CWD infects humans ဒီ CWD ယောဂါကလူတွေကိုကူးပါတယ်ဆိုတာကတက်တည်မရှိသေးဘူးတဲ့ဒါပေမဲ့လည်းကျန်းမာရေးကျွမ်းကျင်သူတွေကတော့လူတွေကိုပေါ့နော်အဲ့လိုမျိုးဒီယောဂဖြစ်ပြီးတည်သွားတဲ့သမင်တွေကိုအသားကိုမစားဖို့ရအတွက်ဒါအကြံပေးထားတယ်ပေါ့ဟုတ်ပြီအဲ့တော့ဆရာတို့ဒီ CW disease အကြောင်းဆရာအခုဒီမှာပြောခဲ့တဲ့အကြံမြင်အဲ့တော့ဒီမှာသားတို့သမီးတို့သိရမှာက CW disease ဆိုတာ chronic wasting disease နံပါတ်1အချက်အနေနဲ့ခေါင်းစဉ်သူ့နာမည်ကိုကြားလိုက်တာနဲ့အော်ဒါဒီလိုဖြစ်မဲ့ယောဂပါလားဆိုတာကိုသိရမယ်နံပါတ်1သူဒီဘယ်သူတွေမှာဖြစ်တာလဲသမီးတွေမှာဖြစ်တယ်ဘာကြောင့်ဖြစ်တာလဲ prion ကြောင့်ဖြစ်တယ်ဟုတ်ပြီနော်ဘာတွေကိုထိကြိုက်လဲအုံနောက်နဲ့အာယုံကြောကိုထိကြိုက်တယ်သူ့ရဲ့ယောဂလက္ခဏာတွေကဘာတွေလဲအဓိကတော့ဝိတ်ကျသွားတာဟုတ်ပြီနော်နောက်ထပ်တစ်ခုကအုံနောက်နဲ့အာယုံကြောကိုထိတဲ့အတွက်ကြောင့်မို့လို့ stumble တို့ drawl တို့အဲ့လိုမျိုးတွေဖြစ်မယ်ပေါ့နော်ပြီးသွားတဲ့အချိန်မှာ prion ဆိုတဲ့အကြောင်းကဘာလဲဆိုတာကိုသိရမယ်ဟုတ်ပြီနော်ကူးဆက်ပုံကူးဆက်နည်းအဓိကသိရမယ်ဘာတွေနဲ့ကူးလဲအဲ့ဒီယောဂဖြစ်နေတဲ့သမင်တွေကနေထွက်တဲ့သွေးတွေစီးတွေအီးတွေဟုတ်ပြီနော်သွေးတွေအဲ့ဒါတွေကနေမှကူးလာမျိုးကိုဆရာတို့ဒီ direct transmissions လို့ခေါ်ပြီးတော့အဲ့လိုယောဂရှိခဲ့တဲ့အကောင်တွေနေခဲ့တဲ့ data ဟုတ်ပြီနော်သုံးဆွဲခဲ့တဲ့ရေတွေကိုသုံးရင်းနဲ့နေရင်းနဲ့ယောဂထပ်ကူးသွားတာမျိုးကြတော့ indirect transmission လို့ခေါ်တယ်အားလုံးပဲနားလည်မယ်လို့ဆရာမျှော်လင့်ပါတယ်